มื่อมาတော့မုတ်မြင်လေးစားမယ်ပေါ့နော်ဒီဆုံးလေးကောက်ညနေဆန်တော့ရောနေပြီးရယူရင်းနဲ့နေပြီးလိုက်တယ်ပြင်စီလေးနဲ့အမအောင်နေလိုက်ပါတယ် လုံးလိုက်ပြီးဆန်တာကျွန်တော်ကမကအောင်ဆိုပြီးတော့စီထည့်ပြီးတော့စီလေးကထည့်ပြီးတော့လုံပေးရမှာလေလုံးပြီးတော့ဒီလိုရှင်မုတ်တာလေးရထားပြီးဆို ပြီးတဲ့ခါကျတော့လုံးလုံးလေးပြန်လုံးလိုက်ပါတယ်ရှင် ဆွေနေတဲ့ရေ ပြီးတော့စီလီတော့ရေလေး မု မု တ် တ် တာ တာ လေး လေး ထည့်ပါမယ်ရှင် မုတ်တာလေးတွေထည့်ပါမယ်ရှင်မုတ်တာလေးကို6မိနစ်လောက်ပြုတ်ပြီး 6 ပါ မိ မယ် နစ်လောက် ရှင် ပြုတ်ပြီးလိုက်ကြမယ်ရှင်ဒါပဲလင်ပန်းပါ ပြီးသွားရင်တော့မုတ်လေးကို6မိနစ်မှာဆယ်ထုတ်ပြီးတော့အဲ့မုတ်လေးကိုနှံ့ဆောင်အောင်မွေးနေပြီးလိုက်ပါတယ်လက်မှာလေးကြီးလေးတိတ်ထားပြီးပါတယ်လက်တန်တန်လေးနဲ့ပြီးကြတာပါတယ်ရှင်ပြီးတော့အဲ့လိုအနေတော်လေးတွေကျမကတစ်ခုချင်းပြီးလိုက်လုပ်လိုက်ပါတယ် ဆက်ထုံးတော့ဟာဒီမှာ ပြီးတဲ့ခါကျတော့မုတ်ပြားလေးတွေပဲလုံးမှုအတွက်ကိုမုတ်ခုံလေးယူလိုက်ပါတယ်ဒီမှာဖတ်ထုတ်မုတ်ပြားလေးလုံးမှုအတွက်ကိုလည်းဆွက်လေးနဲ့တိတိကျကျလေးလုပ်လိုက်ပါတယ်ရှင်ဒါတော့မုတ်ပြားပေါ့အဲ့မုတ်ပြားတဲ့ကိုထည့်ပြီးတော့ကျွန်မကကြက်ဥလေးပထမဦးဆုံးနှမ်းကိုအရင်လုပ်ပြီးတော့ဆန်းလုပ်ကြည့်တာပေါ့နော်နှမ်းလေးထည့်ပြီးတော့ဆန်းလုပ်ကြည့်ပါတယ်ကျွန်မကဖတ်ထုတ်ကြော်စားမှာမဟုတ်တဲ့အတွက်ကြောင့်မျိုးဒါကပေါင်းမတက်ကြောင်မလို့နှမ်းလေးကိုထည့်ကောင်းပါပဲလိုလေးပြလိုက်လို့ရှိရင်တော့ဖတ်ထုတ်ပုံစံလေးရသွားပါပြီရှင်ဒါပြီးတဲ့အခါကျတော့ကျွန်မကကြက်ဥလေးနဲ့အရသာတစ်မျိုးဖြစ်အောင်လို့ထည့်ပြီးတော့တစ်မျိုးထပ်လုပ်ပါတယ်ကြက်ဥလေးရယ်ပကြားလေးရယ်စားလေးနဲ့ရယ်ဖလောက်ပြီးတော့ကျွန်မကဖတ်ထုတ်ပုံစံလေးတွေကိုထည့်လိုက်ပါတယ်ဒါကတော့မုတ်ပြားလေးတွေတေချာလုပ်လိုက်ပါတယ်နှမ်းမုတ်ပြားပေါ့နော်ပြီးတဲ့အခါကျဖတ်ထုတ်လေးနဲ့ကြက်ဥဖတ်ထုတ်လေးနဲ့မုတ်ပင်နဲ့မုတ်ပင်တော့လေးတွေကိုတေချာလုပ်လိုက်ပါတယ်နေကြကျမရဲ့စီစဉ်မှုပြီးသွားတဲ့အခါကျမကထည့်ပေါင်းလိုက်ပါတယ်ထည့်ပေါင်းလိုက်တော့ဒီလိုအနေထားလေးရပ်သွားပါတယ်ရှင်ပြီးရင်ကျမကနှမ်းလေးကိုထောင်းပါတယ်ဟာနှမ်းလေးတွေကိုဒီ နှမ်းကြောက်မုတ်ပြားပေါ့နော် နှမ်းမုတ်ပြားပေါ့နော်နှမ်းကြက်နှမ်းနဲ့ကြက်ဦးနဲ့လုပ်ထားတဲ့မုတ်ပြားလေးအဲဒီဥစ္စာလေးကိုဒီချာလေးကျမကအနေနဲ့ရိုက်ပြတာပေါ့နော်ဒါဘယ်လိုလုပ်တယ်ဆိုတာအစားတော့ဒါမုတ်ပင်တော့လေးရပါပြီဒါကတော့နှမ်းထောင်းလာတဲ့နှမ်းလေးနဲ့ မြေလောက်စားဖြစ် ready တဲ့စားလို့ရပြီပေါ့နော်ချစ်တို့လည်းအိမ်မှာနာနာနေပြင်းတဲ့အခါကျလို့ဒီလိုမုတ်လေးတွေလှုပ်စားလို့အလွယ်တကူလှုပ်စားလို့နိုင်ပါတယ်ရှင် bye bye